ကိုရီးယားနိုင်ငံမှာဂျိုင်းနဲ့ပြောက်စီဝရခတ်တယ်ဆိုတာသိပန်လား။အဲတော့ကိုရီးယားလူမျိုးများစုကတော့ဂျိုင်းနဲ့လုံးဝမနှံကြပါဘူး။ဒါယုံနဲ့စကားမဟုတ်ပါဘူး။သိပန်နေကြအကြောင်းရင်းရှိပါတယ်။အဓိကအကြောင်းရင်းကတော့ ABCC 11လို့ခေါ်တဲ့မျိုးဗီဇကြောင့်ပါပဲ။ဒီမျိုးဗီဇကတော့ခန္ဓာကိုယ်ရဲ့အနှံ့ကိုထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ကမ္ဘာလူကြီး2%လောက်မှာပဲဒီမျိုးဗီဇမပါတာမျိုးဖြစ်တတ်ပေမဲ့ကိုရီးယားလူမျိုး69%လောက်မှာတော့ဒီအနှံ့ထွက်စေတဲ့မျိုးဗီဇမပါကြပါဘူး။တင်မာရောဒီမျိုးဗီဇရှိလားမရှိဘူးလားဆိုတာသိချင်လား။သိချင်တော့တင်းရဲ့နှစ်ဖာကြီးကိုကြည့်ပြီးတော့ခွဲခြားလို့ရပါတယ်။ကဲလို့တင်းရဲ့နှစ်ဖာကြီးကဆိုပြီးစီကတ်နေတော့အနှံ့ထွက်တဲ့မျိုးဗီဇပါနေလို့ပါ။နောက်တင်းရဲ့နှစ်ဖာကြီးကတော့6တွေ့ပြီးတော့အမုံတွေဖြစ်နေတော့ဂုံယူပါတယ်။တင်းကကိုရီးယားလူမျိုးတွေလိုပဲချိုင်းနဲ့မနန်တဲ့မျိုးဗီဇရှိနေလို့ပါ။ဒါကြောင့်ကိုရီးယားနိုင်ငံမှာချိုင်းနဲ့ပြောက်စီရောင်းကအရန်ကိုနေတာပဲဖြစ်ပါတယ်။တင်းနှစ်ဖာကြီးကဘယ်လိုပုံစံမျိုးလဲ comment မှာဖြေသွားကြအောင်နော်။